ပါတဲ့ကတော့ပြင်းပြလီမဆာရသေးဘူးရက်တက်လို့မရသေးတဲ့အတင်းဖြစ်နေပြီနိုင်ဝဲတွေတော့မဟုတ်လူဝဲတာအခုကလည်းမက်ဆီတီရဲ့ညဖက်အောက်ဘန်ကသမားစာပင်ဟိုကိုခေါ်ယူဖို့အတွက်တဘောသွင်းညီမှုရရှိပြီးသွားပြီဒီကနေ့ညမှာစစ်စင်မဲ့နော်စာရေးစာနဲ့ကိစ္စလေးလုံမဲ့ဒါပေမဲ့စာပင်ဟိုတွေပြောင်းရွှေ့ကြီးကတော့ပေါင်85တန်းထိကြော်တယ်ဒါပေမဲ့အသေးစိတ်ခြေလေးတွေကတော့နာမတီးရမယ်ဗျာနော်ပြီးတော့ဒီစာပင်ဟိုပြင်စပါကမက်ဆီတီရဲ့ဘယ်တမန်ကသမားမတ်မောကိုလည်းဆက်လက်တိချဆွေးနွေးမှုတွေလုပ်နေတယ်သူနဲ့တဘောသွင်းညီမှုကလည်းဟို personal agreement ကလည်းရပြီးွားရင်မှမဟုတ်နဲ့ဒါပေမဲ့မက်ဆီတီနဲ့ပြောင်းရွှေ့ကြီးတဲ့ဆက်လက်ဆွေးနွေးနေတယ်မက်ဆီတီကလည်းဟိုသူတို့လူချင်းနဲ့ပြောင်းရွှေ့ကြီးရရင်တော့မမောကိုရောက်မှလိမ့်မယ်ဘာလို့လဲဆိုရင် community ရှိမှမြင်ရတယ်ဗျာဟိုဒုတိယပိုင်းဆိုလို့ဗလဲဒူကူနာဝါရနာကိုရသေးလားမတ်မဝင်လာပဲနဲ့ great league ဝင်လာတာတိချပါမမောလဲထွင်နိုင်ကြီးရှိရဲ့စပါတင်ကတော့ညတာပါအတွက်တိုက်စီကိုဖြည့်တင်းနေခဲ့ပြီတော့ဒါသူတို့ထားဝဲမဲ့လူတွေရှိကောင်းရှိနိုင်တယ်သူတို့စိတ်ဝင်စားတဲ့လူတွေအများကြီးရှိသေးတယ်ဗျာစပါကလူအဝဲကမရသေးဘူးလက်ရှိစပါရဲ့စကွဲကိုကြည့်လိုက်နော်စပယ်ကသူတို့ဝက်ထားတဲ့လူတွေကိုတပိုးမနှဲပဲဗျာတောက်ချွေကြီး60ကျော်80ကျော်100ကျော်အခုတို့မှာ85တန်းကျော်80လောက်ကျော်ဝနိုင်တယ်ဗျာဒီလားဖာနက်တဲ့80ကျော်တယ်ဗျာသူနဲ့လီ100ကျော်တယ်နော်ရိုက်တန်တဲ့က vehicle ဆိုတယ်60ကျော်တယ်ဗျာကျန်တဲ့ player တွေက free ပေါ့ Robinson တို့ဆက်ဆက်နီတော့ဟော free ပြီးတော့သူတို့ square ထဲမှာဆိုအငှားနေပြန်လာတဲ့လူတွေလည်းရှိတယ်နော်သူရတိုက်စေကိုကြည့်မှဆိုလို့ရှိရင် Solomon ရှိတယ်ပြီးရင်လူငယ်သမားလေး Mickey Murray ဆိုတဲ့လူငယ်သမားတယောက်ရှိတယ်ပြီးရင် Richarlison ရှိမယ်ပြီးရင် Solanke ပြီးရင် Mitete နော်အားတဲ့တရားတော့ကုတယ်တော့ဝယ်ဟန်နေပြီးတော့စပါတင်ကိုပြောင်းလာပြီးရသည့်အစားဘလားမှမကစားရဘူးတဲ့ရရှိသွားတာခုဆိုပြောင်းသွားပြီကစားသမားဘွားကလာယူပြီးလာတော့မတီးဘူးနော်သူကပြောင်းသွားပြီအဲ့တော့စပါတင်တိုက်စေကလှုပ်လာပြီလားအဲ့တော့ပြောချင်တာဗျာသူလူရအများသေးဘူးဆိုစပါတင်တိုက်စေအခု Moshmon နဲ့စပစ်ဖို့ရလို့ရှိရင်သူတို့တိုက်စေတွေလှုပ်လာပြီလားနော် Mitete Richarlison Solanke Murray Solomon စပစ်ဖို့ Mosh 9ယောက်နဲ့လှုပ်လာပြီလားဒီစားပြီးကြည်နိုင်ပြီလားပေါ့ဗျာအဲ့တော့